များအားလုံးမင်္ဂလာခင်ဗျာ One Friday 5 141ပြန်ပွဲရဲ့ဒုတိယမြောက်မှာဖိုက်တာပြပွဲထွက်လာတဲ့လင်းထအောင်လဲရှုံးသွားခဲ့ပါတယ်ခင်ဗျာဝိုင်းရဲ့တာခတ်မှာရရင်အောင်လဲရှုံးလင်းထအောင်လဲရှုံးကြအောင်ဖြစ်သွားခဲ့ခင်ဗျာအဲ့တော့ရှေ့က2ယောက်ရလက်မကောင်းတဲ့အတွက်နောက်က2ယောက်ရလက်ကောင်းနိုင်ပါမလားဆိုတော့ပဲကျွန်တော်စောင့်ကြည့်အောင်ရှိပါတယ်ခင်ဗျာဒီပွဲမှာဌာနစ်စုကအသာစီးရနဲ့ထိုးသွားခဲ့ပါတယ်ဂျွမ်ဖိုက်တာတွေကအခုနောက်ပိုင်းမှာစားတူအနေထားဖြစ်ရင်တော့မှဝိုင်းရဲ့မျက်နှာသာပေးမှုတွေခံရလိမ့်ရှိတယ်။ဌာနစ်စုကဒီပွဲကိုဒုံကြီးချက်အပြည့်နဲ့ပွဲထွက်လာတာဖြစ်ပါတယ်ခင်ဗျ။သူဟာမာဖိုက်တာနဲ့တော်တော်ကိုအကျိုးပေးထုနေပါတယ်။အခုမတိုင်ခင်ပွဲစဉ်တုန်းကလည်းသူဟာဟာလင်းအောင်နဲ့ထိုးခဲ့ရတာဖြစ်ပါတယ်ခင်ဗျ။ဟာလင်းအောင်တော့ရှင်းဖိုက်တာလေးအောက်ရှင်းလေးဆိုပြီးတော့ပြည်သက်တွေပို့ပြီးတော့အတိများပါတယ်။သူဟာဟာလင်းအောင်နဲ့ပွဲမှာတော့ကအမှတ်ဆုံးဖြတ်ချက်နဲ့ရင်းနေကြတာဖြစ်ပါတယ်ခင်ဗျ။ဒီတော့ဒီနေ့ပွဲမတိုင်ခင်မှာဟာလင်းအောင်မတိုင်ခင်တပွဲရှုံးလိုက်ထားတာဖြစ်တော့နှစ်ပွဲဆက်ရှုံးထားတဲ့အနေထားနဲ့ဌာနစ်စုကပွဲထိုးရတာဖြစ်ပါတယ်ပြောမစင်ဖိအားများတယ်ပေါ့ဗျာမနိုင်မဖြစ်အနေထားနဲ့ဒီပွဲကိုကစားတာဖြစ်ပါတယ်တစ်ဖက်မှာကျွန်တော်တို့ရဲ့မှာဖိုက်တာလင်းထအောင်သူကလည်းရိုးရလဲပေါ်မှာဆိုတော့နာမည်ကောင်းပြုံးရထားတဲ့ဖိုက်တာတယောက်ဖြစ်တယ်သူတို့ကတော့ဝိုင်းရဲ့တာထွက်ပွဲစဉ်သူကလည်းရလက်ကောင်းနေတယ်ပွဲစပြီဆိုကြတဲ့ကဌာနစ်စုကတော့တစ်ဖက်သက်ဖိအားပေးပြီးတော့လင်းထအောင်ကိုကစားသွားခဲ့တယ်ပြောမယ်ဆိုရင်ဗျာဌာနစ်စုကမှာဖိုက်တာရဲ့အထောက်အကောင်းသိတယ်ခင်ဗျသူကဒီနေ့ပွဲမှာဆိုရင်လင်းထောင်နဲ့ထိုးတယ်အဲ့မတိုင်ခင်ကျွန်တော်ရှင်းအောင်လုပ်ခဲ့ပြီးတော့အောက်ရှင်လေးနဲ့ထိုးခဲ့တယ်အဲ့မတိုင်ခင်သူတပ်ပံအောင်နဲ့ထိုးခဲ့ပြီးတော့ခင်ဗျရှုံးတဲ့ပွဲမှာတော့ဒါအောက်ရှင်လေးကိုသူအမှတ်ဆုံးဖြတ်တဲ့နဲ့အရင်နေခဲ့ရတယ်နိုင်တဲ့ပွဲတွေရောက်တော့သူကမာဖိုက်တာတွေကိုအလဲထုံးလိုက်ပြီးအနိုင်ရရှိခဲ့တာခင်ဗျဒီနေ့ပွဲမှာဆိုရင်လည်းသူကအောက်ရှင်ကန်ချက်တွေအမြင့်ကန်ချက်တွေထုတ်ကုန်ပြီးတော့နှစ်ယောက်ဆိုင်တို့ပြန်ထိုးတဲ့အချိန်မှာလက်တင်ချက်တွေထုတ်ကုန်ပြီးတော့အနိုင်သွားခဲ့တာဖြစ်ပါတယ်သူရဲ့အဘပြင်ကြပြီးတော့ထိမိလာတဲ့ဝမ်ဘိုင်အောက်ဘက်ကိုပြုသွင်းလိုက်တဲ့လက်တိကျဟာတခါတည်းပဲနေထောင်ကိုဖိနိုင်ကျပြီးတော့မှောက်သွားစေခဲ့တယ်။ကျိုးဝမ်တန်လူကြီးကအမတ်စင်ကြီးတွက်ပြီးအထိနေထောင်ကပွဲဆက်ထိုးအစဉ်ပြီးတော့ကြောင့်ကျိုးဝမ်တန်လူကြီးကပွဲကိုရနာပြီးတော့တန်နစ်စုကိုအနိုင်ဖြစ်သတ်မှတ်ပေးလိုက်တယ်ပေါ့လေ။ပွဲပြီးမှတန်နစ်စုအနေနဲ့ဘောနပ်စုလည်းရရှိသွားခဲ့ပါတယ်ခင်ဗျ။ဟုတ်ကဲ့နွားဖိုက်တာလင်းထောင်အနေနဲ့လည်းရှေ့လာမယ့်ပွဲစဉ်တွေမှာဒီပွဲရဲ့အမှားတွေကိုပြင်ဆင်ပြီးအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ